ဘာလဲဖလက်ကာရင်းနဲ့ပြန်ပေးဆက်လိုက်ကတာတီယာတီတဲ့လူရောက်ပါမလဲတီယာတီအနေနဲ့ကတော့ရရှိသွားပါတယ်တဲ့ဂန်းချောင်းကတော့ walking quick ကိုမရလိုက်ဘူးပတ်စစ်တွေတွေးနေတယ်ဘာလို့မှလဲပြတ်သွားနိုင်တယ်ဂန်းချောင်းအနေနဲ့ပြတ်သွားနိုင်တယ်ပတ်စစ်ကတော့ဟိုမှာသေသွားနိုင်မလားကြည့်လိုက်ကောင်အိုးကောင်းလိုက်တဲ့ကွက်ကြီးကွာလိုက်မလိုက်သေးမှာမင်းသွားတဲ့နောက်လိုက်မှာရသွားတာတီယာတီအိုးဘာကွက်ကြီးတယ်အဲ့ဒါပြန်သေသွားနိုင်တဲ့အကွက်ကြီးရှောပြီးအဲ့ဒါဂန်းချောင်းရှောပြီးဝင်းချောင်းဒဘယ်ဝီဂေါ်လီနဲ့ဒါပြရောနော်ရိုင်းနေနဲ့မရဲဘူးကောင်းတယ်ပလစ်ကာနဲ့ပေးထားတယ်အာဒီနဲ့ပြေးကန်တာရှက်တော့သေသွားပြီတဲ့မတေချာတဲ့အလုပ်ကိုမလုပ်ဘူးတေချာတဲ့အလုပ်မှလုပ်မယ်ဆိုတဲ့သဘောထားမှာသူပြန်လိုက်သွားရင်သူပြန်သေသွားနိုင်အနေထားမှာဖြတ်ကန်ထားတယ်တရားဒီနဲ့ဝီဂေါ်လေးပါပြထိုင်းကြလုံးဝသေသွားတယ်တဲ့ကျုံးပါနော်ကန်ထားတယ်ပြန်ပြီးအင်မြူပြသွားတာတရားဒီအနေနဲ့ကတော့အင်မြူပြသွားတယ်ကံပြေးရထားတယ်ပေါ့နော်ကဲဘာလို့မလဲပတ်စင်အနေနဲ့ကတော့မရဘူးဖလက်ကာကြီးပေးပြီးတော့ဖလက်ကာကဒီဘက်ထွက်မလာပဲနဲ့ဟိုဘက်ကိုသွားသွားတဲ့အနေနဲ့မှာ3-3ဆိုတဲ့အနေထားကြီးကိုရောက်ရှိလို့သွားပြီးအိုင်ဂျန်အနေနဲ့တော့ဒီမှာအနေထားပါညာလေးတွေစစ်ကိုတို့အိုင်ဂျန်မပန်းပေးထားဘူးသူတို့တွေကိုဖြတ်ကန်ထားတယ်ခွင်းချောင်းအနေနဲ့ဖြတ်ကန်ထားတယ်တရားဒီအနေနဲ့ကတော့ပြန်လိုက်ထားတယ်ကဲဖြတ်ကန်ထားအာဒီရှိသေးတာတရားကြီးနဲ့ပြတ်သွားမလားခွင်းချောင်းအနေနဲ့ကြည့်ရမရှောပြောရင်းနဲ့ပြတ်သွားတာပါနော်တာဝါဒံကန်ထုတ်ထားတယ်ခွင်းကြောင်နဲ့ပြန်ကန်ထဲပလိုက်အိုးအဲ့ဒါတာဝါဒံမိတ်ကမမှန်ထားဘူးတဲ့မင်းပြန်သေးပြီတဲ့